ရင်းလေစီအမျိုးသမီးဘောလုံးအသင်းနဲ့ဘင်္ဂလားဒေ့ရှ်လေစီအမျိုးသမီးဘောလုံးအသင်းတို့ရဲ့ပွဲစဉ်ကတော့မကြာခင်မှာစတင်ရှင်းပြိုင်ကစားတော့မှာပဲဖြစ်ပါတယ်။ဘာရင်းအသင်းရဲ့ပွဲကစားသမား17ယောက်စီးရင်မှာတော့ဘုသမားနေရာမှာတော့ကျွန်တော်စနစ်ဆာအဒူလာကျွန်တော်3အီမန်အခါတေကျွန်တော်4ဖတ်တီမာကျွန်တော်9ယာဝန်အယ်လာလီကျွန်တော်10အမီယာဆူပါကျွန်တော်9ဟဖ်ဆာအလီဆာကျွန်တော်10အေယာဂျူမာကျွန်တော်73မာနာကျွန်တော်14ဆက်ကကျွန်တော်15ဆာမာနေကျွန်တော်22အမတ်နာတို့ပွဲထွက်ကစားမှာပဲဖြစ်ပါတယ်ဒီချိန်တော့ကိုသမားနေရာမှာတော့ကျွန်တော်1ရူနာကျွန်တော်2ရှီဦးလီအစင်းကျွန်တော်3ရှန်ဆွန်နဟာကျွန်တော်4အဖီဒါအသင်းကောင်းဆောင်ကျွန်တော်5ခူဟာဒီကျွန်တော်6မိုနီကာကျွန်တော်9ဆပ်နာကျွန်တော်8မာရီယာကျွန်တော်10တူဟူရာကျွန်တော်ဆက်ခွန်ပေါ်နာနဲ့ကျွန်တော်20ရှန်ဆွန်နဟာတို့ကပွဲတော်ကစားမှာပဲဖြစ်ပါတယ်နေပွဲစဉ်ကိုတော့ Reader Channel ရုပ်သံလိုင်းကနေတိုက်ထုတ်လေးတင်ဆက်ပေးနေသလို online ကကြည့်ရှုခြင်းနဲ့ပရိသတ်တွေအနေနဲ့ကတော့ဒီဘက်ဒီချက်ပြီးတော့တားခဲ့ရဖြစ်ပါတယ်ဒီလိုဆိုရှန်ဆွန်နဟာဘင်္ဂလားဒေ့ရှ်တင်မဲ့ area တွေဝင်လာပြီးရှန်ဆွန်နဟာဘုံတော့ချုပ်ချလိုက်ပြီဟိုးမြတ်ရှိမှာတော့ဘင်္ဂလားဒေ့ရှ်တင်ဆောက်ကိုစတင်ပြီးတော့ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ပွဲအစ9မိနစ်မှာပဲတန်းနေလို့တော့တင်ပေးလိုက်တဲ့ဘောလုံးကိုတော့လိုက်တင်ပြေးထွက်သွားပြီးတော့ရှန်ဆွန်နာသူ့ရဲ့ပြေးအားဒီမှာလေတဲ့ကိုပေးထားတယ်အခတ်တဲ့ရာလာတဲ့အခတ်တဲ့အဝေးကလက်ကန်ထားတယ်ချက်ကတော့ကောင်းနေခင်ဗျာဒီမှာတော့လိုက်စေထားတယ်စပ်နာသူကန်ပို့ပြီးထားတယ်ဒီလူပေါ်နာလက်ကန်ထားပြီဒီကောင်းမွန်တဲ့ကန်တဲ့တစ်ခုကိုတော့ကျွန်တော်တို့နေမြင်ပြီးခဲ့ရတာပဲဖြစ်ပါတယ်ကျွန်တော်စခွန်ရီတူပေါ်နာဖြစ်တယ်ခင်ဗျာအဲအားလေးဘောလုံးပြန်ပြတ်တယ်ခင်ဗျာရီတူပေါ်နာရလာပြန်ခင်ဗျာလေကိုပေးလာတယ်ဒါသိဘင်္ဂလားဒေ့ရှ်ပဲရှေ့ကိုမျောထိုးပေးလိုက်ပြီတောက်လျှောက်လိုက်နေတယ်ယူတော့မကြုံဘူးများအေးရတယ်မှာပဲလွတ်လွတ်ကျွတ်ကျွတ်ပဲလက်ပေပြီကွင်းလေအမိုနီကာဘောနာတော့မော်ကန်ပို့ပေးရတယ်ဘောလုံးမြောက်နေတယ်ဘာလဲကန်စစ်ကဦးထားတယ်ခင်ဗျာမာရီယာဒီဘက်လက်ကန်တယ်ကန်စစ်ကတော့ကောင်းနေခင်ဗျာဒါပေမဲ့ဘာလဲဟိုပါပဲမွန်ဒီကာနေတွေကိုပေးထားတယ်ဖြစ်ပူပြီးသားလေစက်ခတ်နေနေတာတစ်ခုကနေပဲလာဒီတေးစက်ခတ်နေတဲ့နေထားတစ်ခုကနေပဲတတိယမြောက်ဥဆောင်ကိုရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ဒီအင်းလာရောက်ပြီးတော့အားပေးတဲ့ပြည်သက်တွေကိုမြင်တွေ့ရတာပဲဖြစ်ပါတယ်ရှုံမျောပြီးသားလေလီကာဒီစေဝလက်ကန်လာတယ်တူဟူရာရရှိရတဲ့အခွင့်အရေးကိုသူ့အနေနဲ့လည်းအကောင်းဆုံးအဆုံးသတ်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဖီဒါရှူကံပို့ပေးတာလေဘာရင်ဘလုံးထင်းထင်းမော်ကနေငယ်မတည်တဲ့အနေထားတစ်ခုမှရှက်ဆွန်းနာဟာတူဟူရာရှက်ဆွန်းနာရဲ့ပြေးလန်းတဲ့ကိုမျောပေးတာလေပြန်ချိုးပေးတာလေတူဟူရာကံမီတူဟူရာရဲ့2မိနစ်အတွင်းမှာရရှိတဲ့ဒုတိယမြောက်သွင်းကိုပဲဖြစ်ပါတယ်ရှူလီအစင်းရှူပေးတာလေလွတ်ထွက်သွားပြန်ခင်ဗျာရှန်ဆွန်နာဟာတော့ရှောက်ပဲဝင်လာရှန်ဆွန်နာကန်သွင်းမှုကြိုးစားတယ်ဒါပဲဖြစ်ပါလေရိုင်းတင်မယ်တော့ရှောက်ဆွဲလာခဲ့ခင်ဗျာဇောင်းဇာမာဆမစကိုအမနာအီဖြစ်ပါလေကြိုးစားတယ်ဆာလီစာရှူမျောပေးတာလေတောက်လျှောက်ပဲဆွဲလာပြီဗျာကျွန်တော်လေဖတ်တီမာကွန်မာနဲ့ဆိုင်တွေ့တယ်ဒီမှာရှိနေတဲ့အသင်းဘော်စီပေးဖို့ကြိုးစားခဲ့သေးတယ်ခင်ဗျာဒါပေမဲ့ဘော်ရင်းအသင်းကတော့ကျွန်တော်လေဖတ်တီမာဟိုးနောက်ကနေတိုက်စစ်ထိလိုက်ပါပြီးတော့အသင်းဘော်ကိုလည်းဖန်တီးပြီးတော့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်ဆိုလို့ရှိရင်တိုဟူရာအေရီယာထဲမှာပဲနောက်ကပြန်ပြီးချိုးပေးတာတယ်ချိုးပြီးတော့လက်ခံထားတယ်ရှန်ဆွန်နာဟာပြန်ထိန်းထားတယ်ရှန်ဆွန်နာပဲပေးဖို့ကြိုးစားတယ်ဒီမော်နဲ့ထိပြီးတော့ပြန်ထွက်လာခဲ့တာပဲဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်ပဲရထားသေးတယ်တေးပဲရှူမျောပြီးသားတယ်အမနာအီတော့ရှောက်ပဲဝင်လာပြီအမနာအီပဲကျလာတဲ့ကုသမာဖြစ်တဲ့လူနာရဲ့ပေါင်ချောင်းတွေကနေဟိုကြားတွေကနေထည့်ပြီးတော့မာရီယာဘယ်ကြောင်ထုတ်ပြီးသားတယ်ချက်စွန်နာဟာ
ရေပေးထားတယ်လိုက်တယ်ပိတ်ထားတယ်ဟိုမြလက်ရှိမှာတော့ဆန်ဆွန်ဟာ2ယောက်ရဲ့အတွဲဆက်ကိုကျွန်တော်တို့တွေ့ခဲ့ရတာပဲဖြစ်ပါတယ်နောက်တန်းကနေလိုက်တက်လာခဲ့တဲ့ကျွန်တော်တို့3ဆန်ဆွန်ဟာရဲ့ပေးပို့မှုကို ဘာရင်တင်မဲတက်စစ်ပြန်ဆောက်လာပြီဘာရင်တင်မဲတောက်လျှောက်ဆွဲလာပြီအေးရမှာပဲလက်ကန်ပြီရှင်မတော်ကိုသမားဘရူနာအကောင်းဆုံးကာဝယ်ထားနိုင်ခဲ့တာဖြစ်ပါတယ်အစင်းရှီကိုပေးတော့ပြီလဲမှာပဲရလာသေးမြရှီကိုမျောထုတ်ပေးလိုက်တဲ့တောက်လို့ရှောက်ပဲလွတ်ကျွတ်ပဲဘင်္ဂလားဒေ့ရှ်ပဲတောက်လျှောက်ပဲတစ်ချက်ခောက်ထားတယ်လက်ပိတ်ပြီကိုပြီမြောဒီချိန်မှာလဲရလာတဲ့အခွင့်အရေးတစ်ရက်ကိုဘင်္ဂလားဒေ့ရှ်တင်အကောင်းဆုံးအဆုံးသတ်ပြီးတော့နောက်ထပ်ခုနကမြောက်ဥဆောင်ကိုတော့ထပ်ပြီးတော့ရှာဖွေသွားနိုင်ခဲ့ပြီလေဖြစ်ပါတယ်ဒီတင်းမင်းဒီလန်ကန်လာတယ်ဒီပြန်ရှန်ပြီးတော့ထွက်လာခဲ့တယ်ခင်ဗျာမော်ရီယာဒီတင်ကန်စစ်ကလည်းအသေးအတန်ကိုကောက်ွယ်ထားခဲ့ရတာဖြစ်ပါတယ်ရှော့ဆူလိုကြိုးစားလာတဲ့အနေထားတစ်ခုမှာတော့ဆိုဝိုင်းမှာရရှိခဲ့တဲ့စူဒါနာရဲ့တွင်းကူဖြစ်ပါတယ်ဒီကန်ချက်ကတော့ကောင်းတယ်ဆိုပေမဲ့ကိုဘာတန်ထိပြီးတော့ထွက်လာတာဖြစ်တဲ့ကြောင့်နစ်နာခဲ့ရတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်ဒုတိယမြောက်ပွဲတွေကတော့ဇူလိုင်လ2ရက်နေ့မှာရှင်းပြကစားပါပဲဖြစ်ပါတယ်အားကစားဝါနာရှင်ပြည်သူများခင်ဗျာကျွန်တော်အစီအကံတစ်ဆက်နေစဉ်အတွင်းမှာပဲခုနကဂိုးမီဆိုတဲ့ရလက်နဲ့ဗရင်းသေးကိုအနိုင်ကစားသွားပါတယ်ဆိုတဲ့အကြောင်းအစီအကံတစ်ဆက်ရင်းနဲ့ပဲကျွန်တော်တို့ရဲ့တိုက်ထုတ်လေးတစ်ဆက်နေမှုကိုဒီမှာပဲရှင်းအောင်ပြပါခင်ဗျာအားပေးကြည့်ရှုခဲ့ကြတဲ့ပရိသတ်တယောက်ချင်းတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ